လူအင်းများကိုတန့်စင်စီမယ်ဝိပဿနာတရားအလို့မှာစိတ်အနှစ်မြုပ်များလာတဲ့အခါအရာရာဟာတရားဓမ္မဖြစ်နေတော့တာပါပဲမြင်သမျှကြားသမျှနံသမျှစားသမျှထိသမျှကြံစီတွေးတောသမျှအရာခတ်သိမ်းဟာတရားတွေကြီးပါပဲအာယုံပေါ်သမျှစိတ်ကလိုက်သိရတာမှန်၍တရားဓမ္မကလွဲလို့ဘာမှမဖြစ်နိုင်ပါလားဆိုတာပူသဘောပေါက်လာခဲ့ပါတယ်အာယုံရှိလို့စိတ်ကသိနေသည်များအာယုံကလည်းရှိနေရနဲ့အာယုံနဲ့စိတ်ရဲ့ကိုင်းကျွန်းကိုင်းမိသဘာဝဟာထင်ရှားသည်တဲ့ထင်ရှားလာပါတော့တယ်ဒီတော့ကအာယုံတွေတွေ့ထိပုတ်တိုက်ခွင့်ရတဲ့အာယုံခံကိရိယာတွေဟာခေတ်သုံးပစ္စည်းတွေဖြစ်တဲ့ရေဒီယို TV ဂျိုရုစလောင်းတွေနဲ့တူနေမှန်းသတိထားမိပါရဲ့ဒါပေမဲ့လက်စစ်ခေတ်ဦးကပေါ်ခဲ့တဲ့ရေဒီယိုဟာအတန်တက်ကိုပဲဖမ်းနိုင်ခဲ့ပါတယ်သောတာအာယုံတက်ပေါ့ရုပ်မြင်သံကြားလို့ခေါ်တဲ့ TV ပေါ်လာတဲ့အခါကျတော့အယုတ်ရောအတန်ရောမြင်ခွင့်ရလေရဲ့စက္ခုအာယုံရောသောတာအာယုံရောရှင်တွဲခံစားခွင့်ရခဲ့ပြီပေါ့ကိုယ်နိုင်ငံရုပ်မြင်သံကြားအတန်လွှင့်ဌာနကအစီအစဉ်တွေနဲ့ကြည်နက်တင်းတိမ်မှုမရကြတဲ့သူတွေအတွက်တော့နိုင်ငံတကာရုပ်မြင်သံကြားအစီအစဉ်တွေကြီးခွင့်ရဖို့အတွက်ဂျိုရုစလောင်းတွေကဖြည့်စွမ်းပေးရပြန်ပါရောဒီတက်ပို့ပြီးအသေးစိတ်နှူးစိတ်သိကျင်တော့ကိုသိကျင်တဲ့ဘာသာရပ်ကိုစိတ်ဝင်စားတဲ့အကြောင်းအရာကိုလေ့လာခြင်းတဲ့ပညာတွေကိုလေ့လာဖို့အတွက်တနည်းအားဖြင့်ကိုအာယုံဖြန့်ကျက်လို့ရဖြန့်ကျက်နိုင်ဖို့အတွက်ကွန်ပျူတာနဲ့ဆက်ဆက်တဲ့အင်တာနက်အစီအစဉ်တွေထပ်တိုးလာပြန်ရောဒီလိုနဲ့အသစ်ဆန်းပေါ်သမျှအာယုံတွေနောက်ကိုတကောက်လိုက်ပါနေရတာနဲ့ပဲဘဝတွေကအချိန်တွေဟာပဲ့မှန်းမသိပဲ့ပါသွားနေပါတော့တယ်ဒါဖြင့်ဒါတွေကိုမတွေ့မထိရမတင်ကြားရမလိလာရတော့ဘူးလားဆိုတော့လေဒီလိုတော့လည်းမဟုတ်ပါဘူးမင်္ဂလာတုတ်ထင်မှာဘုရားရှင်ကဘာဟုသစ္စင်္စတိတ်ပင်းစလို့ဟောတော်မူခဲ့တာရှိပါတယ်အကြမြင်ဘုဒ္ဓရများခြင်းအပြစ်ကင်းသောလက်မှုပညာသိပ္ပံပညာတို့တက်မြောက်ခြင်းဟာမင်္ဂလာတစ်ပါးပါပဲဘုရားရှင်ကပယ်မြစ်တော်မမူခဲ့ပါဘူးဆိုလိုချင်တာကအာယုန်တွေကိုဖြန့်ကျက်တည်တဲ့ဖြန့်ကျက်ခွင့်ရနေတဲ့အပေါ်မှာစဉ်းစားချင့်ချိန်နိုင်မှုပါပဲခေတ်လျောက်ပေါ်လာတဲ့ခေတ်သုံးပစ္စည်းတွေကိုတော့ကျွမ်းကျင်ကင်တွယ်အသုံးပြုတတ်ဖို့တော့လူရမှန်ပါပဲတနည်းအားဖြင့်အာယုန်တွေကိုတော့အသုံးပြုနေရအောင်မှာပါပဲဒါပေမဲ့အဲ့ဒီအာယုန်တွေပေါ်မှာအစွဲမထားဖို့ပါအာယုန်တွေများတာကောင်းသလားမကောင်းဘူးလားဆိုတဲ့အပေါ်မှာသတိထားတတ်ဖို့ပါသတိမပါဘဲနဲ့အာယုန်တွေနဲ့ထိတွေ့နေတာဟာအန္တရာယ်များလွန်းလှပါတယ်မျက်စိနဲ့အစင်းတစ်ခုခုတိုက်မိပြီအဲ့ဒီချိန်မှာသတိလေးမထားဖြစ်ခဲ့ဘူးဆိုတာနဲ့အဲ့ဒီအစင်းပေါ်မှာကြိုက်စိတ်ဝင်လောဘဖြစ်လက်တစ်ဖြစ်တဲ့ဂတိတသိန်းစိတ်စေတသိက်ဂတိတသိန်းဟာအကုသိုလ်ရှင်ပြီးအကျွေးစင်းအတင်ခံရပါပြီဒါမှမဟုတ်ရင်မြင်ခိုက်အစင်းပေါ်မှာမကြိုက်စိတ်ဝင်ဒေါသဖြစ်လက်ဖြစ်တဲ့အတွက်ဂတိတသိန်းအကုသိုလ်အကျွေးစင်းအတင်ခံရပါပြီကြိုက်စိတ်မကြိုက်စိတ်မဖြစ်ခဲ့ပြန်ရင်လေမြင်မှမသိလိုက်ပဲတွေးဝေလင့်မျောတဲ့စိတ်ကြီးလွှမ်းမိုးနေပြန်ရင်မောဟဖြစ်လို့လက်ဖြစ်တဲ့အတွက်ဂတိတသိန်းအကျွေးတင်ခံရပြန်ပြီဒါဟာမြင်ချက်ကလေးတစ်ခုပေါ်မှာတွင်ဖြစ်တတ်တဲ့လမ်းကြောင်းသုံးခုပေါ်ကအကျွေးစင်းတစ်ခုပါထားပါတော့ဂတိတသိန်းအိယာနုထမျက်လုံးစားဖွင့်တဲ့အချိန်ကစလို့ညအိယာဝင်မျက်လုံးမှိတ်တဲ့အချိန်ထိတဏိတာလုံးမြင်ချက်တွေဘယ်လောက်ဖြစ်ခဲ့မလဲစဉ်းစားကြည့်ပါဒါဆိုရင်မျက်စိဆိုတဲ့အာယုံခံကရိယာတကားပေါက်တစ်ခုတည်းကနေတင်သွားတဲ့အကျွေးစင်းကဘယ်လောက်ရှိခဲ့မလဲဂတိသိမ်းပေါင်းအနန္တဖြစ်နေပြီမရေမတွက်နိုင်အောင်ကိုပင်များလာပါပေါ့လားမျက်စိတစ်ခုတည်းတင်လားဟုတ်ပါဘူးနားကြံနေပါသေးတယ်နားကလည်းကြိုက်တဲ့အတန်မကြိုက်တဲ့အတန်မှန်းမသိတဲ့စိတ်နဲ့
အကျွေးကလေးသိမ်းမောင်းအနန္တထို့အတူနှာခေါင်းကကြိုက်တဲ့အနံ့မကြိုက်တဲ့အနံ့မှန်တတိမမူမိလောက်အောင်လွင်မျောနေတဲ့စိတ်နဲ့အကျွေးကလေးသိမ်းမောင်းအနန္တအစာစားတဲ့ပါဇက်ကကြိုက်တဲ့အရာသာမကြိုက်တဲ့အရာသာအရာသာမှမသိလိုက်တဲ့စိတ်နဲ့စားခဲ့မိလို့အကျွေးကလေးသိမ်းမောင်းအနန္တကိုယ်ခန္ဓာနေရာအနှံ့ကြိုက်တဲ့အထိတွေ့မကြိုက်တဲ့အထိတွေ့ထိတွေ့နေမှမသိတဲ့စိတ်နဲ့ထိတွေ့နေခဲ့မိလို့အကျွေးကလေးသိမ်းမောင်းအနန္တမနောဒွါရမှာဖြစ်တဲ့ကြိုက်စိတ်မကြိုက်စိတ်မသိစိတ်တွေကပိုလို့တောင်များပါသေးတယ်သူကမျက်စိနားနှာခေါင်းရှာကိုယ်နေရာအနှံ့ကပိုးလိုက်တဲ့အာယုန်တွေကိုကြိုက်မကြိုက်မသိစိတ်တွေဖြစ်အောင်လုပ်ရတာကတစ်ဖက်အဲ့ဒီငါးဖြာအာယုန်ကာမဂုဏ်တွေစီကတည်င်းချက်လက်အာယုန်တွေအဝင်နေတဲ့အချိန်မှာသူ့ဘာသာသူအဟောင်းပုံဖော်ရင်းကကြိုက်မကြိုက်မသိစိတ်တွေဖြစ်မရောက်သေးတာပုံဖော်ရင်းကကြိုက်မကြိုက်မသိစိတ်တွေဖြစ်နေတာကတစ်ဖက်နဲ့ဆိုတော့ဒီစိတ်ကြီးဟာအာယုန်သမုဒ္ဒရာကြီးထဲမှာမနီမနာကုခတ်ရင်းကလက်ပန်းကျနေခဲ့တာကြာပါပြီလက်ပန်းသာကျနေတယ်သူ့မှာအမျက်ဆွန်းရလာသလားလို့စည်ရင်ကောက်ကြည့်လိုက်တော့အကျွေးတွေကလေးသိမ်းမောင်းအနန္တနဲ့ဖွံ့မွဲပြကျနေတာသူ့ကိုယ်သူမသိရှာဘူးအင်းလေအဲ့လိုမသိခဲ့လို့ပဲဘုရားရှင်ကတတ္တဝါတွေရဲ့အစမသိရာကစခဲ့တယ်လို့ဟောတော်မူခဲ့တယ်မဟုတ်လားအဲ့ဒီတော့မသိရာကစခဲ့တဲ့ဘဝတစ်ခုဟာလိုအင်ဆိုတဲ့တဏှာကဝင်ပူးတဲ့အခါပရိစ္ဆေသမုပ္ပါတန်တရားခီးကိုစနိုင်ခဲ့ကြတာမဟုတ်လားမသိမှုအဝိဇ္ဇာမောဟကစခဲ့တဲ့ကိုယ်စီဘဝအသီးသီးဟာသင်္ခါရဆိုတဲ့စေ့စောတိုက်တွန်းလှုပ်ဆော်တတ်တဲ့သဘာဝအင်္ဂါစိတ်ပိုင်းတစ်ခုနဲ့ထိတွေ့တဲ့အခါခန္ဓာ၅ပါးယုံနံတရားတွေဖြစ်ပေါ်လာလေရဲ့အဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏံခန္ဓာ၅ပါးယုံနံတရားတွေရကြတဲ့အခါဘာတွေလာသလဲဆိုတော့အခြားမလာပါဘူးတဏှာပဲလာပါတယ်လိုရင်တွေပဲထပ်ဖြစ်လာပါတော့တယ်ဒီလိုရင်တွေထပ်မှန်ကြီးထွားရှင်သန်လာတော့ဥပါဒံဆိုတဲ့အစွဲလန်းကပိုလို့ကြီးလာတော့တာပေါ့ဥပါဒံကြီးလာတော့ကံတွေကိုပဲထပ်ပြုပြန်တော့တယ်ဒီတော့ဘဝတွေထပ်ရကြပြန်ရောဘဝရကြတော့ဇာတိမှသည်ဇရာဗျာတိမရဏအထိဒုက္ခတွေခံကြဖို့သာပြင်ပေရောဒီလိုနဲ့အဝိုင်းပြေတန်တရားကြီးထဲမှာနေလို့မဆုံးကုခတ်လို့မဆုံးလက်ပန်းကျလို့မဆုံးနိုင်အောင်ရှိနေတော့တယ်ဒါပေမဲ့လက်ပန်းကျမှမသိအောင်နစ်မှန်းမသိအောင်ပင်မမှန်ကူးနေရမှမသိအောင်ကိုယ့်ရဲ့တန်တရာခီးအစမူလဖြစ်တဲ့မသိမှုအဝိဇ္ဇာကပဲဖုံးထားလေတော့တတ္တဝါနန္ဒဟာဒုက္ခကိုဒုက္ခမှမသိနိုင်အောင်ဖြစ်နေပြန်တော့တယ်ဆင်းရဲကိုဆင်းရဲမှတတိမထားနိုင်လောက်အောင်ဖြစ်နေတော့တယ်တစ်ဖက်ကလည်းတဏှာကလူရင်းနဲ့ချွေးသိပ်တတ်တာကိုပြောစရာမဟုတ်တာကိုပြောစရာဖြစ်အောင်လှည့်စားတတ်တာကိုတန္တရာထဲမှာနေပြောလို့စိတ်ကိုဇက်တိုက်ဖြစ်ပေါ်နေအောင်စိတ်စော်တတ်တာကိုဒုက္ခပင်လယ်ထဲမှာကုခတ်တရားလိုစိတ်ကိုရာဂိုင်နှုန်းများလာအောင်မပြတ်တိုက်တွန်းတတ်တာကိုဒါကြောင့်ဝိပဿနာတရားအားမထုတ်ပြသေးသေးတဏှာဆိုတဲ့လူအင်းရဲ့သဘာဝကိုဘယ်နည်းနဲ့မှမရိပ်မိနိုင်ပါဘူးအာယုံအများကြီးရှိရနေအာယုံတစ်ခုတည်းဖြစ်အောင်စူးစီးယူပြီးတအာယုံထဲပေါ်မှာအကြာကြီးနေအောင်ကြိုးစားတဲ့ဇန်ရဲ့တတ္တိဆိုတာကလည်းကြိုးစားမှုအရှင်ရော့သွားတာနဲ့အမျှပြန်ပြီးပြက်ပြဲသွားတတ်တာစိတ်ချရတာမဟုတ်ပါဘူးဇန်ကတဏှာကိုမဝင်သားအောင်ခိတ္တခဏအကာယံသာလုပ်နိုင်တာပါဉာဏ်လိုတော့တဏှာကိုအပြီးပိုင်မမောင်းထုတ်နိုင်ပါဘူးဝိပဿနာတရားအထုတ်မှုနဲ့ပတ်သက်လို့လုံနီးလုံဟန်မှန်မှန်စေတနာမှန်မှန်နဲ့ယုံကြည်ချက်မတိမ်မဆောင်ပဲဒဇိုင်းမတ်မတ်ခီးနေမှသာဉာဏ်ကပေါ်လာမှလေအဲ့ဒီပေါ်လာတဲ့ဉာဏ်ကမှတဏှာဆိုတဲ့သဘာဝတရားတစ်ခုကိုမြင်ခွင့်ရမှာပါစိတ်ကိုစိုးမိုးနိုင်တဲ့တဏှာရဲ့စွမ်းရင်တတ္တိကိုမြင်ခွင့်ရမှာပါဉာဏ်ပေါ်ခွင့်ရတဲ့အချိန်မှာဝိဇ္ဇာအားကောင်းနေတဲ့အတွက်အဝိဇ္ဇာဆိုတဲ့
မောဟဝင်ခွင့်မရလို့တဏှာခမညာလဲကူပေါ်လောင်ဘက်မိဖက်တငယ်ချင်းတယောက်ဘက်ပဲ့နေလေတော့ခွန်အားချိနေနေပြီပေါ့အဲ့ဒီချိန်မှာညာစူးစူးဆိုင်ဆိုင်နဲ့ဒဇက်ဖိပြီးရှုမှတ်လိုက်တဲ့အခါတဏှာရဲ့တတ္တိ၄ပုံတစ်ပုံပဲ့ကျပျက်စီးသွားခဲ့ရင်ငါဆွဲနဲ့တန်တရာတဘာဝတွေလဲတဘာတဲ့ချုပ်ငိမ့်သွားလေရဲ့ဒီအကူပြောင်းဟာအရေးကြီးဆုံးပါပဲအဝိုင်းပြီးပတ်လန်းကြီးတွေကတည်င်းကအခိုက်တန့်ဘေးထွက်ရလိုက်တဲ့အချိန်ပဲပေါ့နောက်တော့လေအဝိုင်းပြီးပတ်လန်းကြီးတွေပြန်ပတ်ပြေးရပြန်တာပါပဲဒါပေမဲ့ဒီခါပတ်ပြေးရတာကတော့အရင်လိုမသိမှုဦးစီးတဲ့ခြေလမ်းတွေနဲ့မဟုတ်တော့ပြီဘူးပေါ့တဏှာရဲ့လူရင်တတ္တိတွေကိုမြင်ခွင့်ရနေတဲ့အတိတရားနဲ့ရှင်ပြီးပြေးရတာပါဒါကြောင့်မို့တဏှာရဲ့အလင်းငိုက်ကိုလည်းဖန်တက်လာပါပြီကိုကသတိတမာတိအားနေလို့ဉာဏ်အရောက်နေနေတဲ့အခါတဏှာကကိုယ်ကိုအလင်းငိုက်ဖမ်းပြီးအနိုင်ကျစ်တတ်တာကိုလည်းရိပ်မိနေပါပြီကိုကတဏှာကိုပြန်တိုက်ဖို့သတိတမာတိနဲ့ပညာဉာဏ်တွေကိုတိယုတ္တိယပြုစုပြိုးထောင်လိုက်တဲ့အခါမှာတော့တဏှာကိုပြန်အငိုက်ဖမ်းတိုက်ခိုက်နိုင်ပါပြီဗတ်တပြန်ကြားတပြန်ပေါ့ဒီလိုနဲ့တဏှာရဲ့လူရင်တွေကကိုယ်ကိုနှိမ့်ဆက်လိုက်ကိုကတဏှာရဲ့လူရင်တွေကိုတတိဉာဏ်တွေအားကောင်းတဲ့အချိန်မှာနှင်ထုတ်တိုက်ခိုက်ချိုးနှိမ်လိုက်နဲ့ပျော်ဖို့တောင်ကောင်းနေသေးတော့တယ်တဏှာနဲ့ရှင်ပြန်ရင်ဆိုင်ရင်းကသစ္စာဆိုတဲ့အမှန်တရားရဲ့လမ်းဆုံးစီကိုခရီးနှင်နေရတဲ့ဘဝရဲ့ရှင်သန်မှုဟာအတိတ်ပဲတွေပုံမူလေးနဲ့ပြည့်စုံနေပါတော့တယ်ဒါကြောင့်မို့ဒီလိုချိန်မှာတွေ့သမျှမြင်သမျှကြားသမျှသိသမျှအားလုံးဟာဓမ္မတွေကြီးပါပဲလို့စကားဥအစမှာရေးခဲ့တာပါပြောခဲ့တာပါဒီတော့ကခေတ်ပေါ်စာရေးဆရာတွေရေးတဲ့စာအုပ်တွေထဲကစာပိုက်ချို့ကလည်းဓမ္မတွေဖြစ်နေတတ်တာကိုတွေ့ခဲ့တာပဲပေါ့မူရင်းစာရေးဆရာကChina Bu Akarasu Passet ပါစာအုပ်နာမည်ကThe Foolish, the Clever, the Wise တဲ့မြန်မာပြည်ကစာရေးဆရာလွတ်လပ်အိမ်တယောက်ကမ္ဘောဒီးယားနိုင်ငံကစာအုပ်ဆိုင်တစ်ဆိုင်ကိုရောက်ခဲ့တုန်းကကြိုက်လွန်းလို့ဝယ်ခဲ့ပြီးဘာသာပြန်ခဲ့တာပါဒီစာအုပ်ထဲကစာပိုက်တစ်ပိုက်ကလူအင်းလို့ခေါင်းစဉ်တပ်ထားပါတယ် Demands The foolish are unable to control their wants and needs, thus creating a cycle of endless search for desires. လူမိုက်တွေဟာသူတို့ရဲ့လူရင်နဲ့ဆန္ဒကိုမထိန်းချုပ်နိုင်ဘူး။ဒါကြောင့်မဆုံးနိုင်တဲ့လူရင်ကိုရှာဖွေနေတဲ့တန်တရားကြီးဖြစ်လာတယ်။ The clever are harsh in their needs. They must keep up with the insatiable war inside. လူလိမ္မာတွေကသူတို့ရဲ့လူရင်အတွက်အယံပြင်းပြတယ်သူတို့ရင်ထဲမှာမယောင်ရဲတဲ့စစ်ပွဲတွေနဲ့နေထိုင်ကြရတယ် The wise purify their needs they reach the true destination of life ပညာရှိကတော့သူတို့ရဲ့လူရင်ကိုတန့်စင်ယူတယ်ဘဝရဲ့ပန်းနိုင်စစ်ကိုသူတို့ရောက်ရှိကြတယ်ဒီတော့ကလူရင်ဆိုတဲ့တဏှာနဲ့ပတ်သက်လို့ကိုဟာဘယ်မျိုးစားတွေမှာပါနေတယ်လဲဆိုတာတိုက်ကြည့်လို့ရတဲ့ဓမ္မစကားစုလေးလို့ထင်ပါတယ်လူမိုက်ဆိုရင်တော့ဟန်မကြသေးဘူးပေါ့လူလိမ္မာဆိုရင်တော့နည်းနည်းဟန်ကြလာပါပြီဒါပေမဲ့ပညာရှိဆိုတဲ့ပညာဉာဏ်တွေရှိတဲ့သူဖြစ်ဖို့ကအဓိကပါဒါကြောင့်လူရင်းတွေကိုတတ်ဆင်တတ်ဖို့အထူးအရေးကြီးလာပါတယ်ဒါမှပဲတဏှာဆိုတဲ့လူရင်ကိုအပိသက်အနိုင်ရနိုင်မှာပေါ့